ပွဲပြီးမှဆေးရုံကိုတန်းပို့လိုက်ရတဲ့အီလီယာတိုပိုရီယာအားလုံးမျှော်လင့်ထားသလိုမဟုတ်ခဲ့ပါဘူး။ KG ရဲ့လက်တိကျက်တွေအောက်မှာတိုပိုရီယာရဲ့မျက်လုံးတွေဘယ်လောက်ထိဆိုးဝါးသွားစေခဲ့တာလဲ။တတိယရှိပြီးမှပဲမျက်လုံးတစ်ဖက်ပိတ်လူနေပါဖြစ်နေတဲ့တိုပိုရီယာကိုကြည့်ပြီးတော့ဆရာဝန်တွေကပွဲဆက်မထိုးသင့်တော့ဘူးလို့တားမြစ်ခဲ့ပေမဲ့သူကိုယ်တိုင်ကတော့ခေါင်းမမာနဲ့ဆက်တိုးမယ်ဆိုပြီးတော့ပြောခဲ့တာပါ။စတုဒ္ဒရှိမှာတော့ KG ရဲ့ဒူးချက်တွေကြောင့်အခြေအနေကအဆုံးစွန်ဒီကိုရောက်သွားခဲ့ရပါပြီ။ဒီနေ့ဗီဒီယိုမှာတော့တိုပိုရီယာရဲ့မျက်လုံးတန်ရာဆေးစိတ်ချက်အဖြစ်နဲ့သူ့ရဲ့ရှုံးပွဲနဲ့ပတ်သက်ပြီးပြောဆိုခဲ့တဲ့အကြောင်းအရာတွေကိုအသေးစိတ်တင်ဆက်ပေးသွားမှာပါ။အားလုံးပဲမင်္ဂလာပါ MM Spotlight Channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ကမ္ဘာကျန်းဆုံးအားကစားနည်းဖြစ်တဲ့ MMA အကြောင်းအရာတွေ UFC ပွဲကြိုသုံးသက်ချက်တွေနဲ့ Fighter တွေရဲ့စိတ်လှုပ်ရှားစရာဇာတ်လမ်းတွေကိုစိတ်ဝင်စားတယ်ဆိုရင်တော့အခုပဲ follow နဲ့ subscribe လုပ်ထားပေးဖို့တောင်းဆိုချင်ပါတယ်။ပွဲရဲ့ပထမရှိတဲ့က Justin KG ကသူပါလို့ရှင်လဲဆိုတာကိုရှင်းရှင်းလင်းလင်းပြသသွားခဲ့တယ်။သူရဲ့ jet တွေကတိုပိုရီယာအတွက်တော်ထိရောက်ပါတယ်။ပထမရှိမှာတဲ့ညာဘက်မျက်လုံးကိုထိခိုက်လိုက်တာကဒီပွဲရဲ့အဓိကအချက်ဖြစ်ခဲ့ပါတယ်။တိုပိုရီယာအနေနဲ့နီးဗျူဟာမျိုးနဲ့ပြန်တိုက်ဖို့ကြိုးစားခဲ့ပေမဲ့ KG ရဲ့တိကျတဲ့လက်တိချက်တွေကသူ့ရဲ့အမြင်အာရုံကိုတစားစီပိတ်ပင်သွားခဲ့တာပါ။တတိယရှိပြီးမှတော့ကွင်းတွင်းမှာရှိတဲ့ပရိသတ်တွေအားလုံးရင်တထိတ်ထိတ်နဲ့ဖြစ်နေကြပါတယ်။တိုပိုရီယာရဲ့မျက်လုံးတစ်ဖက်ဟာပိတ်လူနီးပါဖြစ်နေပြီးတော့သူ့ရဲ့ရုပ်ပိုင်းဆိုင်ရာရှင်တွေကတော်တော်လေးကိုဆိုးရွားနေခဲ့တာပါ။ဆရာဝန်ကိုယ်တိုင်ကမရတော့ဘူးလို့ခေါင်းခါပြပြီးပွဲရက်ဖို့အချက်ပေးခဲ့ပေမဲ့တိုပိုရီယာရဲ့စိတ်ဓာတ်ကတော့တမနီလိုပဲသူဆက်တိုးမယ်လို့ခေါင်းမမာနဲ့ပြောခဲ့တဲ့အတွက်ဆရာဝန်ကလေးကြီးမြောက်တော့ကိုခွင့်ပြုခဲ့ရပါတယ်။စတုဒ္ဒရှိရောက်တဲ့ခါမှာတော့ Justin KG ကအခွင့်အရေးကိုအမိရဖမ်းဆုပ်သွားခဲ့ပါတယ်။ဘိုက်ကိုတိုက်လိုက်တဲ့ဒူးချက်ကပွဲကိုဆုံးသက်သွားစေခဲ့တာပါ။လေးကြီးပြီးမှတော့ပွဲကိုမဖြစ်မနေရပ်ပေးခဲ့ရပြီး KO နဲ့ Justin KG ကတိုပိုရီယာကိုအနိုင်ရရှိသွားပါတယ်။ပွဲပြီးမှတန်ရာတွေပြပွားနဲ့ဆေးရုံကိုတန်းရောက်သွားတဲ့တိုပိုရီယာကအခုသူ့ရဲ့ရှုံးနေမှုအပေါ်မှာရင်ဖွင့်လာခဲ့ပါပြီ။ Justin ရေဂုဏ်ယူပါတယ်ကွာ။မင်းရင်ကပြောခဲ့ဘူးတယ်မလား။ငါရဲ့မျက်နှာပေါ်မှာမှတ်သားတွေရှန်ခဲ့မယ်ဆိုတာလေ။တကယ်လဲမင်းလှုပ်ပြသွားတယ်။မင်းကပထမရှိမှနဲ့ငါရဲ့ညာဘက်မျက်လုံးကိုအမြင်အာရုံကွယ်အောင်လှုပ်နိုင်ခဲ့တယ်လို့ဒုတိယရှိဆုံးသက်မှာတော့ဘယ်ဘက်မျက်လုံးမှာတက်ပြီးကွယ်အောင်လှုပ်နိုင်ခဲ့တယ်။ဘာစင်ကြေမှငါမပေးချင်ပါဘူး။ဒီပွဲတော့ငါဘွားတက်တန်းတစ်ချောင်းအကောင်းဆုံး training ကဝင်ခဲ့တာပါ။ငါတကယ်ကိုထက်ထက်မြက်မြက်အစင်းသင်းဖြစ်ပြီးတော့ပြင်ဆင်မှုပြည့်နဲ့တက်လာခဲ့တာပဲ။ဒါပေမဲ့ပြီးခဲ့တဲ့ညကတော့မင်းရဲ့ညဖြစ်သွားခဲ့တယ်။ဒါကကစားပွဲရဲ့သဘာဝပဲလေ။အောင်မြင်မှုနဲ့နာကျင်မှုဆိုတာကဒွန်တွဲပြီးတော့ရှောက်လန်းနေကြတာ။ငါတရားတွေပြောင်းအောင်ကူမယ်အနားယူမယ်ပြီးရင်တော့အရင်ကတည်းကပို့ပြီးတန်မာပါနပ်ပြီးတော့အန်ဒီယာကြီးတဲ့ပုံစံနဲ့ပြန်လာခဲ့မယ်။ငါကိုယုံထားလိုက်ငါတို့နှစ်ယောက်ကြားကဇလန်းကပြီးဖို့ဝေးပါသေးတယ်။ငါတို့မကြေပွဲမှာပြန်တွေးကြတာပေါ့ဆိုပြီးအီလီယာတိုပိုရီယာကဒီလိုမျိုးပြောလာခဲ့တာဖြစ်ပါတယ်။ဝယ်ပြီးမှတော့တိုပိုရီယာရဲ့ကျမ်းမာရေးအတွက်ပရိသတ်တွေကအတော်လေးစိုးရင်ပူပင်နေကြပါတယ်။သူရဲ့ဒဏ်ရာရှင်တွေနဲ့ပတ်သက်ပြီးတော့အာပေးရှင်းစရာကောင်းတဲ့ရှက်လက်တွေကိုဆက်ပြီးတော့ကြည့်လိုက်ကြရအောင်။မျက်လုံးရိုးအပ်သွားပြီမဲ့ခွဲစိတ်ဖို့မလိုပါဘူး။ပွဲပြီးချင်းစေးရုံရောက်သွားတဲ့အတွက်တိုပိုရီယာရဲ့ဒဏ်ရာနဲ့ပတ်သက်ပြီးနောက်ဆက်တွဲသတင်းကောင်းတစ်ခုထွက်လာပါပြီ။စပိန်ရှိဆိုင်အားကစားသတင်းဌာနတစ်ခုရဲ့ထုတ်ပြန်ချက်အရလက်ရှိချိန်မှာအီလီယာတိုပိုရီယာကကျမရဲ့ရှင်တွေကောင်းမွန်နေတယ်လို့သိရပါတယ်။မျက်စိကွယ်မဲ့လောက်ထိတန်ရာမပြင်းထန်ဘူးဆိုတာကတော့ပရိသတ်တွေတို့အကြီးမားဆုံးဝမ်းသာစရာသတင်းတစ်ခုပါ။ဝဲစဉ်တစ်ခုရဲ့ရလနောက်ွယ်မှာတော့ပေးစက်မှုတွေနဲ့အတူထိုက်တန်တဲ့အကျိုးမြတ်တွေလည်းရှိလာတတ်တာအမှန်ပါ။အထူးသဖြင့် Justin KG အတွက်တော့ဒီညကငွေကြေးနဲ့ကုန်သိက္ခာပိုင်းမှာတကယ်ကိုအောင်မြင်တဲ့ညတညဖြစ်ခဲ့ပါတယ်။ဘောနပ်စုနှစ်ခုပေါင်းဒေါ်လာ8,200,000 ခွဲရရှိသွားခဲ့တဲ့ Justin KGဒါအပြင် Fight of the Night စုအတွက် Justin KG ရောအီလီယာတိုပိုရီယာပါဒေါ်လာ4,200,000 ခွဲစီရရှိခဲ့ကြပါသေးတယ်ပြီးတော့ Performance of the Night ဆိုပြီးဒေါ်လာ4,000,000ထပ်ရတယ်အဲ့ဒီတော့ Fight of the Night စုရော Performance of the Night စုရောရရှိခဲ့တဲ့ Justin KG ကစုစုပေါင်းဒေါ်လာ8,200,000 ခွဲရရှိသွားခဲ့တာဖြစ်ပါတယ်အီလီယာတိုပိုရီယာအနေနဲ့လက်ရှိချိန်မှာတော့သူလေတိုက်ထားခဲ့တဲ့သူတွေကသူ့ကိုလောင်ပြောင်တဲ့ post တွေကိုစီတင်နေကြပါတယ်ဒါတွေကိုတိုပိုရီယာကြည့်နိုင်မယ်မထင်သေးပါဘူးတေချာတာကတော့ဒီပွဲကရုပ်ပိုင်းဆိုင်ရာနဲ့မကဘဲနဲ့စိတ်ပိုင်းဆိုင်ရာပါထိခိုက်နိုင်တဲ့အခြေအနေပါ2025မှာသူ့ရဲ့ဇနီးဖြစ်သူကတရားစွဲဆိုတာကိုခံခဲ့ရတယ်လို့အိမ်တော်ရေးဖောက်ပြန်မှုကိစ္စတွေကြောင့်လည်းသူ့ရဲ့စိတ်ဓာတ်ပိုင်းဆိုင်ရာကအလွန်ထိခိုက်နေရတာပါအခုပွဲမှာသူ့ရဲ့ပြိုင်ဘက် Justin KG ကတိုပိုရီယာအမောက်သိပ်ထားမှုတဲ့မတ်ဟော်လီဝေးတို့စီမှာတော့ KO နဲ့ရှုံးတာဘူးသူပါလူတိုင်းကတိုပိုရီယာပဲနိုင်မယ်လို့ထင်ခဲ့ကြပေမဲ့အားကစားလောကမှာအနိုင်ရှုံးဆိုတာကအမြဲရှိနေတာပဲအမြဲနိုင်နေမယ်ဆိုတာဘယ်သူမှမရှိပါဘူးပထမဆုံးရှုံးပွဲဖြစ်တာကြောင့်သူ့အနေနဲ့စိတ်ဓာတ်ပိုင်းကိုပြန်လည်ပြင်ဆင်ပြီးပုံမတမာတဲ့ပုံစံနဲ့ပြန်လာနိုင်ပါစီလို့မျှော်လင့်ပါတယ်ဗီဒီယိုဆုံးထိကြည့်ပြီးတော့အားလုံးကျေးဇူးတင်ပါတယ်တော်ကွာငါလို့မစိတ် Spotlight မှာ UFC ဝမ်းရှက်မြန်ရှက်မြန်မာ Fighter တွေရဲ့အကြောင်းအရာတွေကိုနေ့တိုင်း update ပုံမှန်တင်ပေးနေမှာဖြစ်ပါတယ်။ဗန်ရဲ့နောက်ထပ်ဗီဒီယိုတွေကိုလည်းမကြာခင်တင်ပေးသွားပါမယ်။ကျွန်တော်ရဲ့ channel လေးကို like and subscribe comment လုပ်ပေးဖို့မမေ့ကြပါနဲ့လို့ပြောဆိုရင်ဗီဒီယိုကိုဒီမှာနေဆုံးသက်ရှင်ပါတယ်။